Saka Saboli. CNA စစ်ဌာနချုပ်ရှိတဲ့ Victoria လားဒီနေရာကိုသူကတည်တယ်။ဒီတော့လည်းတိုက်ခိုက်မှုလုပ်ခဲ့ဘူးတယ်ပေါ့နော်။လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ဘူးတယ်။ဒါပေမဲ့ဒီနောက်ပိုင်းမှာပဲပြောရမှာလား။ဒီနေရာကိုတိပါလျက်နဲ့တိုက်ခိုက်မှုကျွန်တော်မတွေ့ရအောင်။ဒါပေမဲ့ CB နယ်မြေတွေနော် CB ကြီးစိုးတဲ့နယ်မြေတွေကိုအထူးဖြင့် main တက်တော့ဟာခု Fulham တို့စသဖြင့်လေနောက်မတူပြီမှလည်းဖြစ်ခဲ့ပါတယ်ဆိုတော့ကျင်တွေးဆိုရင်လည်းဒါရဲဆက်ဆက်ချရတယ်လေနော်ဒါကငင်းလို့မရတဲ့ဖြစ်ပျက်ခဲ့တဲ့ຢာဆိုတော့အဲ့လိုနေရာတွေမှာပြင်းပြင်းထန်ထန်တိုက်ခတ်ခဲ့တယ်ဒါပေမဲ့CNA ရဲ့စစ်ချုပ်ကိုမတိုက်ခိုက်တာတီနေရာကိုတိပဲလျက်နဲ့မတိုက်ခိုက်တာကဒါကမေကွန်အများကြီးထုတ်ဆရာတစ်ခုဖြစ်တာပေါ့နော်ပြီးတော့ခုဒီဟာခါမှာကျွန်တော်တွေ့ရတယ်ချင်းမျိုးသားနဲ့ကျင်းပဖို့အတွက်တို့စကားဆိုင်ချင်းပြည်ဝန်ကြီးနဲ့လည်းဒါပြင်ဆင်နေတာရှိတယ်ဒါအနှောင်ဖွဲ့မရှိအတားအဆီးမရှိတို့ AC ကျင်းပဖို့ပြင်ဆင်နိုင်တဲ့အနေအထားတွေဖြစ်နေတယ်အဲ့တော့ဒီ CC တစ်နှစ်ပြည့်မှာပေါ့လေဒီမှာလည်းဒါကျွန်တော် slide ထပ်နေရလဲပြောသွားတယ်ကျွန်တော်2025မှာစကားစကင်းစင်အောင်ဗျူဟာကြကြလှုပ်ဆောင်နေပါတယ်လို့သူပြောသွားတယ်နော်ဆိုတော့စစ်ချုပ်နေနဲ့ရောဒီပေါ်မှာဘယ်လိုမှတ်ချက်ပေးချင်လဲဘာဖြစ်လဲဆိုတော့ဒီ36နှစ်တက်တန်းရှိဖြစ်တဲ့ဒီ CNACC အနေနဲ့ဒီဟာခထန်တန်အောင်တော့မသိမ့်ပဲနဲ့ဒါမှမသိမ့်နိုင်တာလားဒါမှမဟုတ်ဗျူဟာကြကြမသိမ့်ပဲနဲ့နော်ဗျူဟာကြကြပဲမသိမ့်နိုင်အောင်ဆောင်းနေတာလားဒီမျိုးကောက်ွယ်ဖို့အတွက်များအပေးယူတစုံတရာရှိနေသလားဆိုတဲ့သုံးသက်ချက်တွေလည်းရှိဆိုတော့မိကွန်းနဲ့နည်းများသွားတယ်စစ်ချုပ်အဲ့ဒါကျွန်တော်အမြင်လေးသုံးသက်ပေးပါအောင်ဖြေချပေးပါအောင်ခင်ဗျဟုတ်ကဲ့ပါဒီစီးရေးမှာဖြစ်နိုင်ငံရေးမှာဖြစ်တိုက်ဆိုင်မှုဆိုတာတော့မရှိပါဘူးဆိုတော့တိုက်ဆိုင်မှုလို့တော့ကျွန်တော်တို့ယူဆလည်းမရတဲ့ပိုင်းတွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ဒီတောက်လျှောက်ပါပဲကျွန်တော်ထိုးစစ်ဆင်လာတဲ့တလျှောက်မှာကျွန်တော်နေတဲ့နေရာဆိုကျွန်တော်ဘာမှမဟုတ်ဘူးကျွန်တော်နေတဲ့နေရာဆိုရင်ကျွန်တော် CDF မင်းတပ်ပေါ့ကျွန်တော်တို့နေခဲ့တဲ့နေရာဆိုရင်လာတိုင်းလေနဲ့လာဖြစ်တယ်လာတိုင်းပုံးလာကျဲတယ်ကျွန်တော်တို့လှုပ်ရှားနေတဲ့ကြီးရွာတွေနားဆိုရင်ပြည်သူလူထုမနေနိုင်လောက်အောင်ကိုပြစ်ခတ်မှုတွေရှိတယ်ဆိုတော့ဆိုတော့ကျွန်တော်တို့ကိုဒီလိုဖြစ်လို့သူတို့ကိုလည်းသွားပြစ်ပါလို့ကျွန်တော်တို့ပြောချင်တာမဟုတ်ဘူးဒါပေမဲ့ထိုးချမှုတော့အဲ့မှာကွာခြားချက်တွေရှိတာပေါ့ကျွန်တော်တို့တိုက်ဆိုင်ပဲထိုးချချက်တွေအများကြီးရှိတယ်ဆိုတော့ဘာကြောင့်လဲပေါ့ခုနပြောသလိုဘာကြောင့်ဒီလိုဖြစ်တယ်လဲဆိုတော့ကာယကံရှင်2ယောက်ကပဲသိမှာကာယကံရှင်တွေကတော့ပိုသိမှာပေါ့လေကျွန်တော်တို့ကတော့အမြင်နဲ့ဝေဖန်လို့လည်းမကောင်းတဲ့ကိစ္စဖြစ်တယ်ပေါ့ဒီဟာကဆိုတော့အခုဟာခါမှလည်းစောပြောသလိုပေါ့ကျွန်တော်လည်းသတင်းတွေမှာတွေ့လိုက်ပါတယ်ပြင်ဆင်မှုတွေကြီးကျယ်လုပ်နေကြတယ်ချင်းမျိုးသားနဲ့စကားနဲ့ဥဆောင်ပြီးတော့ဟိုချုပ်အစ်စ်လာမသိဘူးအဲ့အစ်စ်ကိုလာပြီးတော့ဟိုချုပ်ကြီးအစ်စ်လာမသိဘူးအဲ့ဒါကိုလာပြီးတော့မှကိုဒီချင်းမျိုးသားတွေကိုကျင်းပမယ်ဆိုတဲ့အစ်စ်ကိုကျွန်တော်တွေ့ရတယ်ဆိုတော့ကောင်းပါတယ်ပေါ့လေနော်ကျွန်တော်တို့ကဝန်တာပေးရမလားဝန်နေပေးရမလားကျွန်တော်တို့လည်းမသိတော့ဆိုတော့ဒီလိုနေထားတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရန်သူမဟုတ်တဲ့ကျွန်တော်တို့ညီကိုချင်းကြားထဲမှာတော့အင်အားနဲ့ထိုးစစ်ပြီးတောက်လျှောက်တက်လာတယ်ပေါ့ဒါပေမဲ့တစ်ဖက်မှာစကားကတော့သူလှုပ်ချင်ရလှုပ်နေတယ်နော်အခါမှာသူလှုပ်ချင်ရလှုပ်နေတယ်သူ့ကိုတော့ခွင့်ပြုပေးထားတယ်ကျွန်တော်တို့ကတော့တော်လှန်ရေးကိုလှုပ်နေတဲ့ကျွန်တော်တို့စကားကိုမောင်းထုတ်ဖို့လှုပ်နေတဲ့ကျွန်တော်ချင်းညီတော်ကိုကြတော့ဘာကြောင့်များဒီလောက်မုံတရားကြီးစိုးသွားတာလဲပေါ့ကျွန်တော်တို့လည်းမသိတော့ဘူးဆိုတော့ဒီနှစ်ခုကြားမှာတော့သက်ဆိုင်ရာကာယကံရှင်အဖွဲ့အစည်းနှစ်ခုကတော့ပို့ပြီးသိလိမ့်မယ်စဉ်းစားစရာတွေတော့အများကြီးဖြစ်တယ်အခုထန်တလန်ပေါ့ထန်တလန်ကိုလည်းကျွန်တော်တို့စဉ်းစားရမှာကမသိနိုင်တာလားမသိချင်တာလားအဲ့ဒါကလည်းသူတို့ပဲသိတယ်ကျွန်တော်တို့ကမသိဘဲနဲ့ရန်တမ်းပြီးတော့ဝေဖန်ပုတ်ခတ်လို့လည်းမကောင်းဘူးမသိနိုင်တာလားမသိချင်တာလားအဲ့နှစ်ခုတည်းတစ်ခုဖြစ်ပါနော်ဆိုတော့ထန်တလန်မှာတော့ကျွန်တော်တို့သိရသလောက်ကျွန်တော်တို့ဆိုရင်စကားစားကိုယ်တိုင်လည်းသိပါတယ်မထူပီမသူဘယ်လောက်အင်အားရှိခဲ့တယ်လဲဥပမာမင်းတပ်မှာဆိုရင်အင်အားဘယ်လောက်ရှိခဲ့တယ်လဲစကားစားကိုယ်တိုင်ကသိတယ်ဒီထန်တလန်မှာရှိနေတဲ့ဇစ်အင်အားထက်အစာပေါင်း3-4ဆ
5ဆလောက်ကြီးတယ်တော့ကျွန်တော်တို့တကယ်တိုက်ရင်ကျွန်တော်တို့တကယ်ရတယ်ဆိုတော့ကျွန်တော်သိရတဲ့လောက်ဘယ်လိုပြောမလဲစနစ်မကျမှုတွေကြောင့်လားအခက်ခဲတွေကတော့ဘာတွေလဲကျွန်တော်တို့ကမသိဘူးဒါပေမဲ့နှစ်ခုတည်းကတော့တစ်ခုဖြစ်မှာပေါ့ဆိုတော့အခုကအခါထန်တလန်ကြားမှာစကားစခြေကုပ်ပြန်ယူတယ်ပြီးလို့ရှိရင်ဟာခါမှာသူလှုပ်ချင်တဲ့ပွဲကိုအကြီးကျယ်လုပ်မယ်ကျွန်တော်ထင်တယ်ရွေးကောက်ပွဲတော်မှလုပ်ရင်လုပ်လိမ့်မယ်အခါမှာရွေးကောက်ပွဲတော်မှသူလှုပ်ချင်လုပ်လို့ရတဲ့အနေအထားဖြစ်ပြီလေအခုကဆိုတော့ကျွန်တော်တို့ကတော်လှန်ရေးကိုကျွန်တော်တို့တကယ်ရောလွတ်မြောက်လို့တဲ့ဆန္ဒရှိသလားကျွန်တော်တို့ဒီတေးချတဲ့ဒီ2021မှာပေါ်ဖွာလာတဲ့ကျွန်တော်တို့လူငယ်တွေကတော့တေးချတဲ့ကျွန်တော်တို့လွတ်မြောက်လို့တယ်အဖွဲ့အစည်းတိုင်းပဲစီစီမှာပါသွားတဲ့အဖွဲ့အစည်းတွေရောကျွန်တော်တို့ချင်းညီနောင်မှာရှိနေတဲ့အဖွဲ့အစည်းတွေရော2021မှာပေါ်ဖွာလာတဲ့ဒီလက်နဲ့ကင်တော်လှန်ရေးအင်အားစုတွေကတော့စကားစလက်အောက်ကနဲ့လွတ်မြောက်ချင်ကြတယ်အကုန်လုံးပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒါတွေကိုဦးတည်ပြီးတော့တိုက်ပွဲဝင်နေကြတယ်ဒါပေမဲ့တချို့အဖွဲ့အစည်းတွေကပေါ့နော်တတန်းကြာလာတဲ့တချို့အဖွဲ့အစည်းတွေကတကယ်လွတ်မြောက်လို့တဲ့စိတ်ရှိသလားနိုင်ငံရေးစပွဲဝိုင်းမှာတစ်ချိန်ချိန်ကြာရင်နိုင်ငံရေးစပွဲဝိုင်းမှာနိုင်ငံရေးစကားပြောနိုင်ဖို့အတွက်အခုချိန်မှာဟန်ပြအနေနဲ့ပြည်သူလူထုကိုလှည့်စားနေတာလားဆိုတဲ့ဟာတော့ပြည်သူလူထုကလည်းစဉ်းစားသုံးသပ်ဖို့အချိန်တန်ပြီလို့ကျွန်တော်တို့မြင်ဆိုတော့တတန်းဘယ်လောက်ပဲကြာပါစေပါပဲအရင်ကလုတ်ခဲ့လက်ရှိဖြစ်စုံပါမှာခမားပါလုတ်တယ်လဲဆိုတဲ့ဟာကိုပြည်သူလူထုကကြည့်ဖို့လိုတယ်အနာဂတ်မှာရောပါလုတ်မှာလဲကျွန်တော်တို့ဒေသလွတ်မြောက်ဖို့တော့ကျွန်တော်တို့လူတော့ဖို့တော့တကယ်စိတ်လက်ကိုလက်အလုပ်လုပ်နေသလားကိုမိသားစုကြီးပွားဖို့အတွက်ကိုအတိုင်းအဝိုင်းလေးNGO မှာအလုပ်ရရှိရေးအတွက်အဲ့ဒါတွေအတွက်ပဲကျွန်တော်တို့ကတော်လှန်ရေးကိုပန်းပြအနေနဲ့လုပ်နေကြသလားဆိုတဲ့ဟာကိုတော့ဒါပြည်သူလူထုကတေချာလေးဝေဖန်သုံးသပ်ပေးဖို့လိုအပ်နေပြီပြီးလို့ရှိရင်ကျွန်တော်တို့ဒီပြည်တွင်းပြည်ပကလည်းထောက်ပံ့နေတဲ့ငွေကြေးတွေရှိတယ်အဲ့ဒီငွေကြေးတွေကရောဒီအာဏာရှင်ပြည်တွင်းပြည်ပမှာပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ပြည်သူလူထုထောက်ပံ့နေတဲ့ပြည်သူလူထုကတော့ဒီထောက်ပံ့နေတဲ့ငွေတွေကိုအာဏာရှင်တိုက်ဖြတ်ရေးမှာသုံးချင်ကြတာပဲဆိုတော့အဲ့ဒီငွေတွေကအာဏာရှင်တိုက်ဖြတ်ရေးမှာဘယ်လောက်အထိရောက်ပြီလဲစစ်ကောင်စီကြောင့်ရှုံးရေးအတွက်ခမားတို့ပြည်သူလူထုကပေးနေတဲ့ထောက်ပံ့နေတဲ့ငွေတွေကဘယ်လောက်အထိအကျိုးရှိအသုံးချနေပြီလဲဘယ်လောက်အထိအောင်အောင်မြင်ပြီလဲဆိုတဲ့ဟာပြည်သူလူထုကိုယ်တိုင်ကပြန်စဉ်းစားဖို့လိုအပ်တယ်အဲ့တော့မှပဲကျွန်တော်တို့ပြန်သုံးသပ်နိုင်ပါကျွန်တော်တို့ပဲဖြစ်တခြားအဖွဲ့အစည်းပဲဖြစ်ကိုယ့်ကိုပြန်သုံးသပ်ဖို့လိုတယ်ပြည်သူလူထုကပေးနေတဲ့ငွေတွေနဲ့ကျွန်တော်တို့ကဘယ်ဟာဒီမှာဘယ်လိုအသုံးချပြီလဲဘယ်လောက်အထိကျွန်တော်တို့တိုက်ပွဲဝင်ပြီးပြီလဲဘယ်လောက်အထိကျွန်တော်တို့ဒီတော့လွတ်မြောက်ဖို့အတွက်လှုံ့ဆော်နေပြီးပြီလဲဆိုတဲ့ဟာအားလုံးကပြန်စဉ်းစားဖို့လိုဆိုတော့ပြောချင်တာကတော့ကျွန်တော်တို့ပြည်သူလူထုကဆင်းရဲကြက်တဲမှုပင်ပန်းမှုများစွာနဲ့ထောက်ပတ်တယ်ရဲဘော်တွေကရှေ့တန်းမှာအသေးခံပြီးတော့တိုက်နေကြတယ်ပြီးလို့ရှိရင်အထူးသဖြင့်ဒီ2021မှာပေါ်ဖွာလာတဲ့လူငယ်လေးတွေကဘဝကိုမြုပ်နှံပြီးတော့သတိပြီးတော့ပေးဆက်နေတဲ့ဟာတွေကိုကိုယ့်ရဲ့နိုင်ငံရေးမှာနေရာတစ်ခုစာရဖို့အတွက်ဒါမှမဟုတ်စစ်ကောင်စီနဲ့အပေးအယူလုပ်ဖို့အတွက်အသုံးပြုတယ်ဆိုရင်တော့အဲ့ဒီအဖွဲ့အစည်းဒီတမိုင်းရဲ့တရားခံဖြစ်မယ်ပြီးလို့ရှိရင်လည်းအဲ့ဒီအဖွဲ့အစည်းကဘယ်တော့မှလည်းအောင်မြင်မှာမဟုတ်ဘူးဆိုတော့အဲ့ဒါလေးကိုတော့ကျွန်တော်တို့ကစဉ်းစားသုံးသပ်ဖို့လိုတယ်ဒါတွေကိုတေချာလေးစနစ်တကျပြည်သူကလည်းနားလည်ပြီးတော့ပါဆက်လုပ်တဲ့တယ်လဲဆိုတဲ့ဟာကိုတော့ပြီးတော့သုံးသပ်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ကဲ့